ကော်မလိုမျက်တောင်တူလေးတွေကိုမတက်တက်သေးဘူးဆိုတဲ့သူတွေအတွက်တက်နီးကိုတဆင့်ချင်းစီပြောပြပေးထားပါတယ်။ရင်းဆုံးဒီအောက်မှာကော်လိုင်းလေးတွေရှိရနော်။အဲ့ဒီကော်လိုင်းလေးကိုမထိပဲနဲ့ယူပါမယ်။အဲ့ဒါဆိုကော်လိုင်းကိုသွားညှက်လိုက်လို့ရှိရင်ကော်ကဇာကနာမှာညှက်ပြီးတော့ကတ်နေတတ်တယ်။အဲ့ဒီအတွက်ကြောင့်မလို့ဆန်တို့ကကော်လိုင်းရဲ့အောက်ကနေဒီမှာဇာကနာလေးကိုတက်ပြီးတော့ယူလိုက်မယ်။နော်။ပြီးရင်ဒီလိုစောက်ထိုးလေးမီးလေးကိုအောက်ချလိုက်မယ်မီးလေးကိုအောက်ချပြီးတော့ကင်မယ်ပြီးရင်ဇာကနာကိုကြာတော့ဒီလိုမျိုးဖြစ်အောင်ကော်လိုင်းလေးကအပေါ်မှာဇာကနာလေးရဲ့အခုံးလေးရတဲ့အပေါ်မှာသူကဘေးလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးအစီပုံစံအကွေးလေးကဒီအပြင်ဘက်ကိုပေါ့နော်ဒီကင်မရာဘက်ကိုကွေးနေမှာပေါ့နော်အဲ့လိုလေးလုပ်မယ်အဲ့တော့မျက်တောင်ကိုကတ်မယ်ဆိုလို့ရှိရင်ဆန်တို့အရင်ဆုံးမျက်တောင်ကိုတော့ကော့ထားပြီးရတယ်ပေါ့နော်ကော့ထားပြီးဘာလို့ဆိုဘလို့လူတွေကပို့ပြီးတော့ကော့ထားတင်လဲဆိုရင်စံလုံးလိုမျက်တောင်ကအောက်ဆိုင်တယ်ရှည်တယ်နည်းနည်းလေးတန်တဲ့လူတွေဆိုလို့ရှိရင်တေချာလေးမျက်တောင်ကိုအပေါ်လေးလန်အောင်ကော့ထားပေးမယ်မဟုတ်လို့ရှိရင်ကြောက်ဒီကိုယ့်ရဲ့မျက်တောင်အစ်စ်ကိုပေါ့နော်သူကမနိုင်ဘူးဖြစ်တတ်တယ်မျက်တောင်တန်တဲ့သူတွေကိုဆိုလို့ရှိရင်ပေါ့နော်ခုနကစံပြောထားတဲ့အတိုင်းပဲကော့အောက်ကနေနည်းနည်းလေးခွာပြီးတော့ကင်လိုက်တယ်ကင်ပြီးရင်ကင်ထားတာဒီလိုနော်အကယ်၍တက်တော့မယ်ဆိုရင်ဒီလိုပြောင်းပြန်လှန်လိုက်ဒီလိုဒဲ့ကြီးမကတ်ဘူးเนาะဇာကနာကိုကြည့်တာเนาะဇာကနာဒီလိုမဟုတ်ဘူးဇာကနာကိုဒီလိုပေါ်လှန်မယ်လှန်ပြီးသွားပြီဆိုလို့ရှိရင်ဇန်တို့မျက်လုံးကိုနည်းနည်းလေးလှန်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာမျက်တောင်အရင်လေးတွေ့ရဟုတ်အဲ့မျက်တောင်စထွက်တဲ့နေရာမျက်တောင်အရင်သားလေးကိုကတ်မှာဒါလေးကိုလည်းနည်းနည်းလေးဖိပြီးဆိုတော့ဒီလိုလေးလှန်လိုက်ပေါ့เนาะပြီးရင်အဲ့မှာမွေးနေရာလေးကိုလို့ဖိချဟောအဲ့ဒါဆိုရင်ဒီမှာကတ်သွားပြီပြီးရင်လက်ကလေးနဲ့နည်းနည်းလေးပြန်ဖိပြီးโอเคเนาะအဲ့ဒါဆိုဒီမှာတပင်တက်ပြီးရင်တပင်တိတာရယ်เนาะအဲ့နောက်တစ်ခုထပ်တက်မယ်နောက်တစ်ခုဆိုလဲအဲ့လိုပဲယူမယ်ဘယ်လိုယူမလဲဆိုလို့ရှိရင်ဒီအောက်ကကော်အတန်းလေးရှိတယ်အဲ့အတန်းလေးကိုနည်းနည်းလေးကြော်ပြီးတော့ယူမယ်ညှက်လိုက်မယ်ကော်ရန်အပေါ်မှာဘေးလိုက်ကြည့်လို့ရှိရင်ဒီခါလေးကဒီအပြင်ဘက်ကိုကော်နေရမယ်เนาะအဲ့တော့ကင်တော့ဒီလိုကင်မယ်အဲ့တက်တော့မယ်ဆိုရင်ဇာကနာကိုအဲ့လိုပြောင်းပြန်လန်လိုက်ပြီဆိုတော့မှသွားကတ်မယ်ကတ်တဲ့ခါကျလို့ရှိရင်လည်းအဲ့မျက်တောင်အရင်ကိုမြင်ရပြီဆိုတော့မှအဲ့မျက်တောင်အရင်လေးနာကိုသွားပြီးတော့သွားကတ်အဲ့လိုလေးဖိချပြီးရင်လွတ်လိုက်ပြီးရင်ဒီမှာရသွားပြီနှစ်ပင်เนาะနှစ်ပင်ဆိုတော့တည်တာပြီးရင်နည်းနည်းလေးလန်ချင်းအပေါ်လေးကိုထပ်ဖိဒါလေးဖိထားရင်သူကလည်းသူလန်ဖြစ်သွားတယ်ဒါဆိုရင်နှစ်ချောင်းတက်ပြီးဘေးနောက်ဆက်တစ်ချောင်းထပ်တက်ဒီမှာ3ခုတက်ပြီးပါပုံမှန်ကတော့3ခုလောက်တက်ရင်အဆင်ပြေတယ်ဒါပေမဲ့ကိုကမျက်အိမ်ကြီးသလောက်ပေါ့နော်4ခုလောက်တက်လဲရတယ်တချို့ဆိုလို့ရှိရင်စံကြမျက်လုံးကကြာနည်းနည်းလေးမျက်အိမ်နည်းနည်းသေးရတယ်ပါတော့3ခုလောက်နဲ့ဆိုအဆင်ပြေရပေါ့နော်အဲ့တော့မျက်အိမ်ကြီးရဲ့လူတွေဆိုရင်4ခု5ခုအဲ့လိုမျိုးတက်လို့ရတယ်နော်အဲ့တော့ကိုကနည်းနည်းလန်လေးကြိုက်တယ်ဆိုလို့ရှိရင်အဲ့လိုလေးလှန်ပြီးနော်အဲ့တော့ဒါဆိုလို့ရှိရင်တိချာကြည့်လိုက်ရင်ဒါမျက်တောင်တက်ထားတာနဲ့မတက်ထားတာနဲ့ဆိုရင်တိတာကွာရယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးတိတာနေရလားဆိုတော့လည်းမဟုတ်ဘူးသူကနဲ့သူတဘာဝဆန်ဆန်လေးဖြစ်နေတာပေါ့နော်အဲ့တော့ဒီ glue free လေးတွေကတော်တော်လေးကိုအဆင်ပြေတယ်အချိန်လဲတက်တာရယ်ပေါ့နော်တက်သွားရယ်ဆိုလို့ရှိရင်ကော်ရီဆိုလို့ရှိရင်ကော်6တာစောင့်ရတယ်ပါများအဲ့ဒါလေးရှိရယ်ပေါ့နော်ဒါလေးရကြောက်ဒီ daily အတွက်ဆိုအရန်အဆင်ပြေတဲ့ဟာလေးပေါ့နော်အကယ်ကိုကမျက်တောင်တိတ်မရှိဘူးဒီလိုမျိုးမျက်တောင်လေးလိုချင်တယ်ဆိုရင်တော့ဒီလို glue free တွားနေတဲ့နေ့စဉ်အတွက်ပေါ့နော်အဆင်ပြေပါတယ်အဲ့တော့တက်မယ်လို့ညွှန်လင်းပါတယ်